Ini di cara reflexive verb ပေါ့နော် like ဥပမာ NCN NCN ဆိုရင်ဒီမှာ Z sit iaren bruder an ဒီမှာဆိုရင် subject က Z ရာ object က iaren bruder အဲ့တော့သူကပြုလုပ်တဲ့သူအဲ့တော့သူကသူ့ရဲ့မောင်လေးကိုအင်ကြီးဝတ်ပေးနေတာပေါ့နော်ဒီမှာကျတော့ Z sit sich an ဒီမှာ subject က Z object က sich အဲ့တော့ sich ကဘာလဲဆိုလို့ရှင်ဒီမှာသူကသူ့ကိုသူပြန်ဝတ်တာကိုပြောချင်တာအဲ့တော့ self ပေါ့နော်အဲ့တော့အဲ့မှာじゃဒီချေတော့အောက်မှာသူကသူ့ကိုပြန်ဝတ်တယ်ဆိုရင် Z sit ZN ဆိုတဲ့စာလုံးမသုံးဘူးအဲ့တော့ object ကိုမသုံးဘူးပေါ့နော် object အာကုဇာတိ object pronoun ကိုမသုံးမဲနဲ့ဒီကျတော့ reflexive ကိုပဲဘာအနေနဲ့သုံးလိုက်တာလဲဆို object အနေနဲ့သုံးလိုက်တာပေါ့နော် reflexive this is reflexive verb ဆိုတော့ reflexive စလုံးတွေကို object အနေနဲ့သုံးတယ်ဘာလို့လဲဆိုတော့ subject နဲ့ object နဲ့ကတယောက်တည်းဖြစ်နေတဲ့အတွက်ပြုလုပ်သူပေါ့နော်အဲ့တော့ဆိုလို့စင်တာ self ပေါ့အဲ့တော့ myself herself himself အဲ့လိုစလုံးတွေကိုဒီကျတော့ reflexive လို့ခေါ်တယ် reflexive စလုံးလေးတွေကအဲ့လို sich ဆိုတဲ့စလုံးလေးတွေပေါ့နော်အဲ့ nicht reflexive gebrauch ဒီလို verb တွေကတခါလေကြာရင် reflexive မလိုတာရှိတယ်လိုတာရှိတယ်အဲ့ဘယ်လိုစလုံးတွေလဲဆိုရင်အဲ့လိုမျိုးခေါင်းဖီးတာတို့ make up လိမ့်တာတို့ဝတ်စားဝတ်တာတို့အဲ့လိုစလုံးတွေပေါ့နော်အဲ့တော့သူများကိုကလုတ်ပေးတယ်ဆိုလို့ရှိရင်တော့ nicht reflexive gebrauch reflexive သုံးစရာမလိုဒါမဲ့ reflexive သုံးရမယ့်အခြေအနေကဘယ်လိုအခြေအနေလဲဆိုလို့ရှိရင်ကိုယ့်အကို self လုပ်တဲ့အခါမျိုးမှာသုံးရတယ်ဒါဆိုရင်လေIch wasche mich, ich wasche das Kind. Mich နဲ့ကအဲ့ဒါ reflexive ကိုသုံးထားတာဘာလို့လဲဆိုတော့ myself ပေါ့ Ich wasche myself das is mich ကိုသုံးလိုက်တယ် Ich wasche das Kind ဒီမှာတော့ mich ကကြတော့သူက အာကုဇာတိ pronoun နဲ့တော့စလုံးတူတယ်ပေါ့နော်အဲ့တော့ mich တို့ dich တို့ကစလုံးတူတယ်သူက sich တွေပါတွေပဲမတူတာကျန်တဲ့ဟာတွေကကြစလုံးတူတယ်ကလေးကိုဒီချိုးပြီးရင်ကြတော့ ich wasche das Kind ဖြစ်သွားတယ်အဲ့တော့ဘယ်လိုဟာတွေလဲဆိုရင်ဒီလိုစလုံးတွေပေါ့ sich schminken sich rasieren rasier shave လုပ်တာကိုပြောတာ sich waschen sich kämmen sich anziehen ဒီစလုံးတွေက reflexive verb လို့လည်းပြောလို့ရတယ် reflexive မပါဘဲနဲ့လည်းသုံးလို့ရတယ်ပေါ့နော်သူများကို make up လိမ့်နေဆိုလဲကိုယ့်အကို myself ဆိုရင်တော့ ich schminke mich ပေါ့ဒါမဲ့ကိုယ့်ရဲ့ Schwester ကိုလိမ့်ပေးတယ်ဆိုရင်တော့ ich schminke meine Schwester ဒါဆိုအာကုဇာတိ object နဲ့လည်းသုံးလို့ရတယ် reflexive object နဲ့လည်းသုံးလို့ရတယ်နှစ်မျိုးသုံးလို့ရတာပေါ့နော်အဲ့တော့ဒီမှာဒါဆိုလို့ရှိရင် sie kämmt sich သူမခေါင်းဖီးနေတယ်သူမခေါင်းဖီးနေတယ်ပေါ့နော်နောက်ထပ်တစ်မျိုးကကြတော့ဗာလဲဆိုရင်ဒါ always reflexive brauch verben လို့ခေါ်တယ် reflexive အမြဲတမ်းလိုတာသူတို့ကကြတော့ reflexive အမြဲတမ်းလိုတယ်ဆိုတာဘယ်လိုဟာမျိုးလဲဆိုရင် feeling တွေပါတယ်ပေါ့နော် feeling တွေပါတယ်ကြတော့ feeling ဆိုတာ feeling myself အဲ့လိုပုံစံမျိုးကိုယ့်အကိုခံစားတဲ့ feeling တွေစိတ်ခံစားချက်တွေကြတော့ reflexive အမြဲတမ်းလိုတယ် we fuse do dish ဒါဆိုရင်ဘလို့ခံစားနေရတာလဲနင်ဘာခံစားနေရလဲဆိုရင်ဒီမှာ we fuse do နောက်က dish က always အမြဲတမ်းပါပေးရမယ်ဘာလို့လဲဆိုတော့ feeling ဖြစ်တဲ့အတွက် feeling ဖြစ်တဲ့အတွက် fueling က reflexive ကအနောက်က plus zich ကအမြဲတမ်းပါပေးရမယ်အဲ့ဒါဖြစ်တဲ့အတွက် fueling ကကြတော့ခုနကလိုဟာမျိုးမဟုတ်တော့ဘူးသူကကြတော့ reflexive အမြဲတမ်းထည့်ပေးရမယ်ဟာဖြစ်တယ်plus sich ပေါ့အဲ့တော့ we fuse to dish အဲ့ဒါဆိုပြန်ပြောလို့မယ်ဆိုလို့ရှိရင်လေ ich fühle mich traurig ငါဝမ်းနေနေတယ်ပေါ့ ich fühle mich traurig နောက်တစ်ခု ärgern ဒေါသထွက်တယ်အဲ့ဒါဆိုရင်အတူတူပဲ ärgern warum ärgern sie sich ဘာလို့ဒေါသထွက်နေတာလဲငါပြန်ဖြေမယ်ဆိုရင်လေ ich ärgere mich ငါဒေါသထွက်နေတယ်ဘာလို့ဒေါသထွက်တယ်အဲ့ဒါမျိုးပြောရမှာပေါ့အဲ့တော့ fuelan တို့ argan တို့အဲ့လိုဟာမျိုး fryan တို့ပျော်တာတို့အဲ့လိုဟာမျိုးတွေကကြတော့ reflexive အမြဲတမ်းလိုက်ပေးရတယ်။သူကကြသူများကိုတခြားအာကုဇာတိ object ကိုသွားခိုင်းလို့ရတယ်။သွားလုပ်ပေးလို့ရတဲ့ဟာမျိုးတွေမဟုတ်ဘူး။သူကကြတော့ myself ဟာမျိုးပဲဖြစ်နိုင်တာပေါ့နော်။နောက်တစ်ခုကကြတော့ plus this အမြဲတမ်းပါတယ်နောက်ထပ်တစ်မျိုးက big island တို့ big vegan တို့အဲ့လိုဟာမျိုးတွေအဲ့တော့ big island ဆိုတာစိတ်လောတာကိုပြောချင်တာ
အဲ့တော့ epiisish ဒါဆိုရင်သူအလင်းလိုနေတယ်ပေါ့နော်သူစိတ်လောနေတယ်အဲ့ဒါမျိုးဆိုလဲတချို့ reflex အမြဲတမ်းထည့်ပေးရတယ် zish bibigan တို့အဲ့လိုမျိုးစိတ်တည်ငြိမ်အောင်လုပ်တယ်တို့လောတယ်တို့အဲ့လိုမျိုးပေါ့နော်ကိုကိုရဲ့စိတ်ထဲကနေပြီးတော့ကိုအဲ့လိုမျိုးဖြစ်နေတဲ့ဟာမျိုးတွေဆိုလို့ရှိရင်လည်း reflex အမြဲတမ်းလိုက်ပေးရတယ် that is reflexive broken နောက်တစ်မျိုးကကြတော့ဗာလဲဆိုရင် trafan လိုဟာမျိုး trafan လိုဟာမျိုးကကြတော့အမြဲတမ်းလိုတာမျိုးတော့မဟုတ်ဘူးသူကကြတော့ match မှာတစ်ခါတရံဘလို့အခြေအနေမျိုးမှာ reflex နဲ့သုံးလို့ရလဲဆိုလို့ရှိရင်ဒီဟာဆိုရင် via trafan ons အပြန်လန်တွေ့တာပေါ့နော်ကိုကတစ်ဖက်တည်းသူများကိုတော့တွေ့တာမျိုးမဟုတ်ဘဲနဲ့ chain ပြီးတော့အပြန်လန်ဟိုဘက်ဒီဘက်တွေ့တဲ့ဟာမျိုးပေါ့ via trafan ons that is ဟိုဘက်နဲ့ဒီဘက်နဲ့ဒါနှစ်ယောက်တွေ့တဲ့ဟာမျိုးပေါ့နော်အဲ့တော့နင်တို့ဘယ်မှာတွေ့လာတာလဲ vo traf ear wash အဲ့ဒါမျိုးနောက်ထပ်ဘယ်လိုဟာမျိုးတွေရှိလဲဆိုရင် chain ဆိုတာပေါ့ verb redundant လောက်တာတို့အဲ့လိုဟာမျိုးပေါ့နော်အဲ့တော့ဟိုဘက်နဲ့ဒီဘက်နဲ့နှစ်ဖက်အပြန်အလှန် reflexive ဖြစ်နေတဲ့ဟာမျိုးတွေဆိုလို့ရှိရင်လည်းဒီကျတော့ reflexive စလုံးလေးတွေသုံးလို့ရတယ်အဲ့တော့ reflexive သုံးမဲ့ဟာလေးတွေဒီမှာပြန်ပြပေးမယ်ပထမတစ်ပုံဆိုရင်ဒါ zish trafen ဒုတိယတစ်ပုံဆိုရင် zish be island တတိယတစ်ပုံဆိုရင် that is zish verlieben zish waschen zish streiten ဒါဆိုရင်ပြန်လည်ရန်ဖြစ်နေရမှာနော်နောက်တစ်ခု zish ärgern ဒေါသထွက်နေတယ်အဲဆိုအနားယူနေတာ zish ausruhen zish ခေါင်းဖိနေတာဖြစ်တဲ့အတွက် zish kämmen und sich rasieren und sich schminken sich anziehen und sich entschuldigen ခုလုံး verb မျိုးလေးတွေဆိုရင် reflexive လိုတဲ့အတွက် reflexive လေးတွေနဲ့တွဲသုံးပေးရမှာပါ